ဆောင်ရန်နံပါတ်1မှာကကောင်းမွန်တဲ့အစီကိုထည့်ပါလေဘိုးတော့အစီကိုအမှန်ကြောက်ခဲ့တယ်အစီနဲ့ကစီမှာကစီပေါ်မှာထိုင်ဖို့ပဲချိန်လုံးပြောခဲ့တယ်တကဘာလုံးမှာရှိတဲ့သူတွေအကုန်လုံးကို guide လုပ်ခဲ့တယ်နှစ်90မှာဒီပြဿနာတွေကစီပေါ်မှာထိုင်တဲ့ပြဿနာတွေဖြစ်လာတယ်အစီပေါ်မှာထိုင်ဘာဖြစ်မယ်ဆိုတော့ဘယ်မှမသိခဲ့ဘူးပြောရတယ်ဘိုးတော့ပြေဝစီစားလို့ရဘူးပြေဝစီစားတဲ့ပြဿနာတက်မယ်အလုံးလေးတို့တွေကျင်းမယ်အကုန်လုံးလောကကြီးဖြစ်ပြီး high tech ရမယ်လို့အတိအချာကို research တွေနဲ့ထုတ်ပေါ်ပြီးပြောခဲ့တယ်ဒီချာလေးပေါ်ပြတော့ဟိုလူတွေနားလည်အောင်လည်းအချင်းချင်းရှင်းပြခဲ့တယ်ဆိုပေမဲ့အနှစ်90ကြာတဲ့အခါမှာဒီဟာကတိတ်လက်ခံလို့မရတဲ့မပါတော့ဘူးမဟုတ်ဘူးအဲ့တော့ယနေ့တော့ modern view ဘက်ကပြန်ပြောတာကရှိပါတယ်ပြေဝစီကစားသုံးလို့ရပါတယ်ထောဘက်လိုဟာမျိုးဒီလိုဟာမျိုးနောက်တစ်ခုကထောဘက်တီးလို့အစီပေါ့ဗျဒီလိုတက်စင်ကောင်းမွန်တဲ့အစီတွေကိုဘောကြွေကြွေစားပြီးရမယ်ပေါ့ပြောပါတယ်အဲ့တော့မစားတဲ့အစီကြီးအနေနဲ့ကကျတော့ဒီချက်စီကိုပဲပြောရရင်တော့ချက်စီချက်ထားတဲ့စီမတည်းများပါစီမတို့ကလက်မခံပါဘူးအဆင်မပြေပါဘူးဒါမှမဟုတ်စီမဟုတ်တဲ့အရာတွေပေါ့ချက်ထားတဲ့စီဆိုတော့ဘယ်အရာကိုအခြေခံမဲ့ချက်စီပါပဲဘယ်အမြည်တွေကိုအခြေခံတာပဲဖြစ်ဖြစ်ဒီအကြောင်းအခြေခံတာပဲဖြစ်ဖြစ်ပြောင်းမှုကိုချက်ခံတာပဲဖြစ်ဖြစ်ဘယ်အရာမျိုးချက်စီတွေပဲဖြစ်တဲ့အတွက်တတိထားပြီးတော့ဒီဘာသာ control လုပ်ပါဗျာ control လုပ်ရှောင်ကြည့်ပြီးတော့ကိုတိတိပေးတဲ့အရှင်ပြေအောင်စားသုံးဖို့ပြီးတော့ကောင်းတဲ့အစီတွေခန္ဓာကိုယ်ရဲ့ကိုထည့်ရမယ်ဆိုတဲ့အချက်ဒုတိယအချက်လေးနဲ့ဒီဆောင်ရမှာပေါ့နော်ဒုတိယအချက်လေးဒါလေးကိုတွေ့ရပါတယ်နောက်တစ်ခုကဆောင်ရတဲ့တတိယအချက်ပေါ့ဗျာအဲ့ဒါဘယ်လိုဖြစ်မလဲဆိုတော့ fiber လေးပို့ထည့်ပါတယ်ပေါ့ more fiber ပေါ့ဆိုလိုရင်းရဲ့အတူချုပ် fiber ဆိုတဲ့နေရာလေးကိုတွားရအောင်ကျယ်ပြန့်နေပြရှင်းပြရတယ် fiber ချက်တယ်ပြီးတော့vegetables ကိုပဲဟိုဥတီလိုက်နေကြနော်ဟင်းသီးဟင်းရွက်ကိုပေါ်များလိုက်စားပါပေါ့မိမိနဲ့တည်တည်ဖြတ်တဲ့ဟင်းသီးရွက်ဖြစ်ပါတော့တချို့လည်းမတည့်တဲ့ဟာတွေရှိတာပေါ့ဆိုတော့ဟင်းသီးရွက်မှာပိုးပါတာတို့ပိုးသက်စီဖြန်းတာတို့ပြောစားကြည့်ရများတာတို့ဒါတွေကတော့အကြောင်းပြချက်မျိုးမျိုးပဲဗျာဒီလိုပိုးသက်စီများတာတွေနေစီကျွေးတာများတာတွေမတန်ရှင်းတာတွေဒါကိုအောင်တန်ရှင်းလိုက်ကြဒါတော့ပုတ်ကိစ္စပဲစားရည်စိန်တာတို့တခုခုပေါ့နော်တခုခုရှိပါတယ်နေရနေအများကြီးပဲပေါ့ဒါတွေအားလုံးနဲ့အထက်မှာရှိတယ်ပါနေတဲ့ toxic ဖြစ်နိုင်တဲ့အရာတွေပေါ့ဗျာဒါတွေအကုန်လုံးပုံရှောင်ပြောင်းလုပ်ပါမိပါလားပြီးရင်စားသုံးရရှိတဲ့အင်ဂျင်နီယာကိုပေါ်များလေးပေါ့ပို့ပြီးတော့စားသုံးမိပါ fiber ထည့်ပေးပါ fiber ရှိရင်ခန္ဓာကိုယ်ကအစာချက်တာပြီးရပေါ့ပြောရတယ်အစာချက်တာပြီးတော့အစာခံတယ်ပေါ့အစာခံရင်လူကအဆင်ပြေတယ်နောက်တစ်ခဏစားတဲ့အချက်ရှောင်ပါတော့အရင်ကဒီလိုပဲဗျနည်းနည်းခဏစားဆိုတာရှိတယ်တော့နည်းနည်းခဏစားဆိုရင်စားတဲ့အရာက carbo base မဖြစ်ဖို့လိုတယ်carbo base ဖြစ်တဲ့အရာကိုနည်းနည်းခဏစားမယ်ဆိုရင်မိတ်ဆွေကအချိုကိုမတက်အောင်လုပ်တာနဲ့တူတယ်ဗျအဲ့တော့အချိုတက်မယ်ဗျအချိုတက်ရင် insulin ကိုမလာတဲ့ insulin ကိုလာပါလို့ခေါ်ရတယ်အတူတူပဲဒီတော့ခန္ဓာကိုယ်မှာ insulin ကလိုအပ်တာထက်ခဏထည့်ရင် insulin မပြန်တော့ဘူးဗျာအမြဲတမ်းမြင့်နေလေ hyper insulin မဖြစ်အောင်ကိုကလောက်တာ insulin ကသူကလာတာမဟုတ်ဘူးအဲကြောင့်ဒီအချင်းလေးနဲ့ဒီပြောင်းရမယ့်အချက်လေးပေါ့ဗျာဒါလေးပေါ့ဆောင်းထဲမှာအာရောကြကအသေးချာလေးပြောပြတာ insulin ကိုအလားမခံပါနဲ့ insulin ကိုတွားပါမယ်မဆွပါနဲ့မဆပါနဲ့ insulin ကိုမဆဖို့ဆိုတာခဏမစားဘူးလို့ပဲဒီနေရာမှာထပ်ပြီးအသေးစိတ်နားလဲရမှာက carb ကို control လုပ်ပါ carbohydrate ကို control မလုပ်တဲ့အခါသူကအချိုတက်တုံးများတယ်မြန်တယ်ဗျ carb ပြီးတော့ insulin အမှန်ဖြစ်ပြီးထွက်လာရတယ် protein ကိုစားပါ insulin မလာတာမဟုတ်ဘူးတိတ်ကြွပလောက်တဲ့အနေအထားမျိုးမှာမရှိဘူး insulin ပေါ်မှာအကျိုးသက်အောင်နည်းတယ်အစီဆိုတာကတော့ insulin ပေါ်မှာအကျိုးသက်ဖို့မရှိသလောက်ဖြစ်တယ်ဒါကြောင့်ခန္ဓာကိုယ်မှာအစီကစီ protein ၃မျိုးတည်းမှာအစီကစီကိုညီညွတ်မျှတအောင်ဘယ်လိုနေမလဲဘယ်လိုထိုင်မလဲပြီးရင် protein ကိုဘယ်လိုထည့်မလဲဒါကိုနည်းနည်းလေးထားကြလေးပေါ့ကိုယ်တိုင်ကြလေးစဉ်းစားပြီးတော့စားတော့နေထိုင်လိုက်မယ်ဆိုရင် insulin sensitive ပြန်ဖြစ်ရေးရဲ့စောင့်ရန်နေရာအပိုက်ကိုပဲတတိယနေရာလေးပေါ့အဲ့နေရာလေးပေါ့ဒီနေရာလေးကိုကြည်လေအောင်တာကိုကဆောင်ရနိုင်မယ်ဆိုရင်မိတ်ဆွေ insulin sensitive ပြန်ဖြစ်မဲ့တုံးလေးကတိတာလေးမြန်လေးပြင်ပါလိမ့်မယ်ကိုတော့ကောင်းရလိမ့်မယ်ဗျာတော့ကဲတော့နောက်ဆုံးတစ်ချက်အနေနဲ့ဆောင်ရလာပါဖြစ်မယ်ဆိုတော့ဘောကလည်း weight ကိုခေါ်ပါတယ်။လမ်းလျှောက်ရတော့မယ်ဗျ။ weight ထိရတော့မယ်ဗျ။ဒါလေးအတွဲပါလာပေါ့နော်။အဲ့တော့လမ်းလျှောက်အောင် weight ထိရမယ်။ဆိုလမ်းလျှောက်ရမယ်ဆိုတဲ့နေရာမှာ planning process ပြောရမှာပေါ့။ခန္ဓာကိုယ်ထဲမှာမြင့်မားလာတဲ့အချိုတက်ပမာဏ
ဟုတ်ပြီချိုတဲ့ပမာဏမြင့်မားလာဒီလောက်